တက်တက်ကလပ်ဖြစ်တဲ့ Coventry City ဟာလာမယ့်ရာသီမှာ Premier League မှာတေချာပေါက်ဆက်ရှိခြင်းတဲ့အတွက်အရေးသွေးမြင့်တဲ့ခေါ်ယူမှုတွေကိုပြုလုပ်ဖို့ရှိရင်ဒါအခုလက်ရှိမှာဒါသူတို့ဘက်က Manchester United ရဲ့ကစားမနှစ်ယောက်ကိုလိုချင်တယ်။တယောက်ကတော့ Mason Mount Frank Lampard နဲ့အတူဒါဘီမှာလက်တွဲညီခဲ့ဘူးတဲ့သူဖြစ်ပြီးတော့အဲ့ Mason Mount ကို Lampard က Coventry အတွက်ခေါ်ယူဖို့ဆန္ဒရှိတယ်။ Mason Mount ကိုယ်တိုင်ကလည်းပြဿနာက injury concern အမြဲဖြစ်နေတာအမြဲတမ်း injury ဖြစ်နေပြီးတော့အဲ့ injury ပြဿနာကြောင့်ပဲသူကတော်တော်လေးစိတ်ပျက်စရာအခြေအနေရှိတယ်။ Man United ကဈေးကြီးပေးပြီးခေါ်ထားပြီးတိုင်အောင်မောင်းရဲ့ contract ကကျန်သေးတယ်။ဆိုတော့ Lampard က Manchester United ကစားမနှစ်ယောက်ကိုကလပ်နဲ့သူ့နဲ့ကြားဆက်သွယ်ရေးအခြေအနေကိုကြည့်ပြီးတော့သူကတေချာပေါက်ခေါ်ယူဖို့ဆန္ဒရှိတယ်။ဒီကမှာ Coventry ကတကယ်လို့ Man United ဘက်ကမောင်းကိုရောင်းချမယ်ဆိုရင်ပေါင်တန်း30နဲ့တန်း40ကြားပေးဖို့ရှိတယ်ဒီနေရာမှာ Coventry ကတန်း30နဲ့တန်း40ချပေးဖို့ရှိတယ်ဒါပေမဲ့ဒါကဒါမှနှစ်ယောက်လုံးကိုရဖို့ထက်သူတို့ကတော့တေချာပေါက်ကမ်းလှမ်းမှုတွေပြုလုပ်မယ်။ Man United ကဟိုတော်တော်က Mazraoui ရော Mason Mount ကို Scout Squad player တယောက်အနေနဲ့ခြံထားဖို့ရည်ရွယ်ပြီးရောင်းချဖို့စီစဉ်မရှိဘူးလို့ကြီးညာထားတယ်ဒါပေမဲ့လည်းဘာလို့ဆိုဖြစ်နိုင်တယ်ဘာလို့ Lampard အသင်းမှာကွင်းလေ creative player လိုတယ်။ Mount နဲ့သူဒါဘီမှာလက်တွဲညီခဲ့တာမှန်တယ်ဒါပေမဲ့လက်ရှိမှာမောင်းဟာ Man United ရဲ့ကျောင်းနံပါတ်9ကစားနေသည့်တိုင်အောင်ကစားခွင့်မရပဲရုန်းကန်နေရတဲ့အတွက်ကြောင့် Manchester United အသင်းရှိကနေတန်း30လောက်ဒါအပြင်သူတို့ကပြအခု